ကဲတားရို့ရေဒီမှာအားထားလို့တော့တားနေတယ်ဆရာကြီးအောက်မှာဘလိုမျိုးဆိုလို့ versus squad တွေပြတ်သွားလဲဆိုတာတားရို့အဆုံးလေးလိုက်ကြည့်လိုက်တော့ပါဟောတာနဲ့အားထောင်နေတဲ့တော်သားလေးတွေကိုနတ်ဆရာကြီးဘောဝါဖောက်ပေးလိုက်တဲ့တားရို့ရ